ဆောင်မျိုးလန်းလာခဲ့မသွေသမိုင်းစကားအခြေအလားတိုင်းတစ်ပါးမြေမှာသွားရောက်လို့တခါကဘာမှာအစင်သွေးကြွေရှင်ကြီးသိမ်မွေလာလေမြတ်ဗုဒ္ဓမူသာသနာအတူရှိကြတည်တဲ့ခိုင်မြေစီပင်ပြန့်ပွားဖို့ရဒုက္ခလာရီများ၏ဗုဒ္ဓမှာချွေစကားရင်တာရကအစဉ်အတွေ့တွေအနာဂတ်ရင်သွေးငေးပန်းလာလာပြီးဖွင့်နိုင်သည်ရှင်ကြီးလိမ္မာအလားထူးစီဘူးဓမ္မစုပြီးတချို့ရွှင်လန်းကအစင်လန်းပြတင်ငန်းစာပူချခဲ့ရှာမြောက်ရီတစ်ဖက်ကမ်းမျိုးအမြင်ရောက်ဖို့ဖိတ်ခေါ်ရစီမင်းဆောင်မျိုးလန်းလာခဲ့မသွေသမိုင်းစကားအခြေလာတိုင်းတစ်ပါးမြေမှာသွားရောက်လို့တခါကဘာမှာအစင်သွေးကြွေရှင်ကြီးသိမ်မွေလာရဲ့မြတ်ဗုဒ္ဓအမွေသာသနာအတူရှိကြတည်တဲ့ခိုင်မြေစီပီပြန့်ပွားဖို့ရဒုက္ခလာရီများ၏ဗုဒ္ဓမှာချွေစကားရင်တာရကအစဉ်တွေ့တွေအနာဂတ်ရင်သွေးငေးပန်းလာလာပြီးဖွင့်နိုင်စေရင်ကြီးလိမ္မာအလားထူးစီဘူးဓမ္မစုပြီးတချို့ရွှင်လန်းကအစဉ်လန်းပြတင်ငန်းစာပူချခဲ့ရှာထိုင်းမြေမဟာတပါးသူရဲ့တိုင်းပြည်မှာအစဉ်သွေးကြွေလို့အပြုံးများနေတာရှင်သွေးငယ်တို့နှလုံးသားတွေမှာရှင်ကြီးပန်းကလေးစင်ခွေးလန်းပြစရာအလားဝေပြဓမ္မပိစာအမြင်တရားမဝေးပါသင်ကြားပေးတာသာသာရိတ္တကောင်းမွန်စွာကဘာမောင်မြမဟိလို့မောကျွမ်းနိုင်ဖို့ရာထိုင်းနိုင်ငံမေးဆောင်မြို့မှာတင်ကြောင်းဖို့ချပြီးကခိလေးကြီးစီလျော်စွာစနစ်သစ်စီတီထောင်လာမေးဆောင်မြို့ရဲ့အလားထူးပါတဲ့ဓမ္မစကူကျောင်းတော်ရာမေးဆောင်မျိုးလန်းလာခဲ့မသွေသမိုင်းစကားအခြေလာတိုင်းတစ်ပါးညီမှာသွားရောက်လို့တခါကဘာမှာစင်သွေးကြွေရှင်ကြီးသိမ်မွေလာရဲ့မြတ်ဗုဒ္ဓအမွေသာသနာအတူရှိကြတည်တဲ့ခိုင်မြေစီပင်ပြန့်ပွားဖို့ရဒုက္ခလာရီများ၏ဗုဒ္ဓမှာချွေစကားရင်တာရကအစဉ်အတွေ့တွေအနာဂတ်ရင်သွေးငေးပန်းလာလာပြီးပွင့်နိုင်စေရင်ကြီးလိမ္မာအလားထူးစီဘူးဓမ္မစကူပြီးတချို့ရွှင်လန်းကအစဉ်လန်းပြတင်ငန်းစာပူချခဲ့ရှာထိုင်းမြေမဟာတပါးသူရဲ့တိုင်းပြည်မှာအစဉ်သွေးကြွေလို့အပြုံးများနေတာရှင်သွေးငယ်တို့နှလုံးသားတွေမှာရင်ကြီးပန်းကလေးစင်ပွေးလန်းပြစရာအလားဝေပြဓမ္မပိစာအမြင်တရားမဝေးပါသင်ကြားပေးတာသာသာရိတ္တကောင်းမွန်စွာကဘာမှာမြမဟိလို့မောကျွမ်းနိုင်ဖို့ရာ
သင်ကြားပို့ချပြီးကခိနေကြီးစီလျော်စွာစနစ်သစ်စီတီထောင်တာမေဆောင်မြို့ရဲ့အလားထူပါတဲ့ဓမ္မစူးကျောင်းတော်ရာ